အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်အခုတင်ပြမယ့်လက်ကတော့လက်နံပါတ်2ပါနံပါတ်လက်1မှာကျွန်တော်တို့ဗာလဲ ESN ကိုကျွန်တော် installation လုပ်ခဲ့ရင်ဒီခုလက်2မှာကျွန်တော် installation လုပ်ပြီးတဲ့အချိန်မှာဒီ ESN ကိုကျွန်တော် IP ဘယ်လိုသတ်မှတ်မလဲ default gateway ကျွန်တော်ဘယ်လိုထည့်မလဲနောက် DNS address တွေဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဘယ်ကလုပ်မလဲဆိုတော့ကျွန်တော် ESN installation လုပ်ပြီးသွားလို့ရှိရင်သူက drive control user interface ဆိုတစ်ခုရှိအဲ့ကနေကျွန်တော် configuration လုပ်မှာဖြစ်ပါတယ်ဒီ line ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော် ESN installation လုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဘာတွေထပ်ပြီးတော့ initial configuration တွေလုပ်တဲ့ပုံစံမျိုးပါပဲအဲ့မှာကျွန်တော် test တွေဘာ test တွေရှိမယ်နံပါတ်1ကျွန်တော်တို့ IP address ကို configuration လုပ်မယ်နံပါတ်2ကျွန်တော် default gateway ကိုထည့်မယ်နံပါတ်3ကျွန်တော် DNS server address ကိုထည့်မယ်နံပါတ်4 host name ကိုကျွန်တော်ချိန်မယ်နံပါတ်5ကကျွန်တော်တို့ share access လို့ခေါ်တယ်ကျွန်တော် command ကနေပြလို့ရအောင် command ကို enable လုပ်နော် okay အဲ့တော့ကျွန်တော်ဒီကျွန်တော်ကတော့ဘယ်မှာလုပ်တယ်ဆိုတော့ကျွန်တော်တို့ VMware workstation မှာပဲကျွန်တော်က ESN ကိုသွင်းလာတာဖြစ်တယ်အဲ့ VMware workstation ကျွန်တော်နဲ့ဒီ host laptop နဲ့ကိုကျွန်တော်နှစ်ခုလုံးကိုကာဆန်နဲ့ချိန်ထားနော်ပေါ့နော်အဲ့ဒါကျွန်တော်ချက်ပြပေးမယ်ဒီကောင် ESN ကို right click နဲ့ setting ကိုသွားလိုက်အဲ့ဒီမှာကျွန်တော်ပါရှိပြီဆို network adapter ပေါ့ကျွန်တော် network adapter 3ခုယူလာတကယ်လို့ဒီမှာကျွန်တော် host တွေတကယ်လို့ထပ်ပြီး host ပေါ်မှာ VN တက်ဆောက်လို့ရှိရင် network ကနေလည်း UP ပို့နော်ခုကျွန်တော်ကဒီကောင်ကိုပြီးထားတာအပေါ်မှာကျွန်တော် current custom ပြီးတယ်အောက်မှာ VN net1 host only နဲ့ကျွန်တော်ချိန်ထားတယ် okay အဲ့တော့ကျွန်တော်ဒီ VN workstation ကိုကျွန်တော် full screen ချိန်လိုက်ချက်ပြီးသွားရင်ကျွန်တော်ဒီမှာနှစ်ခုနှိပ်လို့ရနံပါတ်1 F2 ရယ် F2 ရယ်နှိပ်လို့ရ F2 ဆိုတာကျွန်တော်အခုလက်ရှိ IP ပြင်ဖို့အတွက်ရယ်နောက်တစ်ခုက default gateway ထည့်ဖို့အတွက်ရယ် DNS server ထည့်ဖို့ customer သွားပြင်ဖို့ရ F2 ကကြာဘာဖြစ်လဲဆိုတော့ကျွန်တော် shutdown ချဖို့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်အခု IP ထည့်ဖို့အတွက်ကျွန်တော် F2 ကိုပဲနှိပ်လိုက်ပါ okay အဲ့မှာကျွန်တော် user name က auto ဝင်တယ်လို့ဆိုပြီးကျွန်တော်ဘာမှမချင်းခဲ့တော့လေအဲ့တော့ကျွန်တော် password ကိုပဲတက်ရလိုက်နော် enter တစ်ချက်ခေါက်လိုက်ရင် password လက်တင်နေရောက်သွားလိမ့်မယ်အဲ့မှာကျွန်တော် password ကိုရိုက်မယ်ပြီးရင် okay က enter ပြီးရင်ကျွန်တော် okay ဖြစ်သွားလိမ့်မယ်အဲ့ခေါက်လိုက်မယ်ဒါဆိုသူ setting တွေသွားချိန်လို့ရတဲ့နေရာရောက်ပါတယ် system customization ကိုရောက်ပါတယ်အဲ့ဒီမှာကျွန်တော် password ကိုချိန်လို့ရတယ်နောက်တစ်ခုကျွန်တော်ချိန်မှာ IP address အဲ့တော့ IP address ဘယ်မှာရှိလဲဆိုတော့ configure management network ဆိုတာရှိတယ်အခုကျွန်တော်တို့ arrow နဲ့ရွေးလိုက်ရေးပြီးရတယ်ကျွန်တော်တို့ enter ခေါက်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ IP ထည့်ဖို့ကြတဲ့ option တွေဝင်သွားလိမ့်မယ်အဲ့မှာ IP version 4 select မယ်ဒါလို့ကျွန်တော်က IP version 6ကိုပိတ်ထားခြင်းတယ်ဆိုတော့ IP version 6ကိုပိတ်လို့ရတယ်အခုကျွန်တော်က IP version 4ပဲထား version 6ကိုပိတ်ကြည့်မယ်နော်အဲ့တော့ IP version 6 select မယ် enter ခေါက်အဲ့မှာကျွန်တော်ပေါ်ဆုံးက option မှာ option 3ခုရှိတယ် option လေးကိုကျွန်တော် arrow နဲ့သွားလို့ရတယ်တကယ်လို့ကျွန်တော် select လုပ်မယ်ဆိုရင် space bar ပို့လို့ရတယ်အခုကျွန်တော်အပေါ်ဆုံးကိုရွေးလိုက်မယ် disable ထားမှာလေနော်အဲ့တော့ကျွန်တော်အပေါ်ဆုံးကိုရွေးပြီးတော့ space ချက်ပို့လိုက်မယ်ဒါဆိုသူကအပေါ်ကို select ဝင်သွားပြီပြီးရင်ကျွန်တော် okay လို့ပြောလိုက်မယ်ဒါဆိုသူက IP version 4 6ကိုလုံးဝ disable လုပ်လိုက်နောက်တစ်ခုကျွန်တော် IP version 4 okay သူ့ကိုကျွန်တော် select လုပ်ရွေးလိုက်မယ် enter ခေါက်မယ်အဲ့မှာ3 option တွေ့ပဲခုနက disable လုပ်ထားရင်နောက်တစ်ခုကဒုတိယတစ်ခုက dynamic IP version 4တော့ကျွန်တော် DHCP ကနေဒီ server IP အတွက်ချပေးတယ် okay အောက်ဆုံးတစ်ခုကကျွန်တော် static IP ပေးရအခုကျွန်တော်က static IP ပေးမဲ့အတွက်အောက်ဆုံး option ကိုရွေးလိုက်မယ်ရွေးပြီးကျွန်တော် space bar တစ်ချက်ကိုပို့လိုက်အောက် select လုပ်လိုက်ဒါဆိုခုနက IP ပေးလို့ရတဲ့နေရာကြာ link တွေမှောင်နေရနေပြီးလင်းလာတယ် okay အဲ့ကိုကျွန်တော်ပေါ်ဆုံးဝင်မယ်ကျွန်တော်ရိုက်ချင်တဲ့ IP တန်းရိုက်ရုံ 172.32.252 okay ကျွန်တော်252ပေးလိုက်ကျွန်တော် send number တော့24ပဲထားလိုက်နော် gateway ကကျွန်တော် gateway က 172.32.252 ဒါကျွန်တော် gateway ကျွန်တော် gateway ထည့်မယ်ပြီးရင် enter ခေါက် okay ဒါဆိုကျွန်တော် IP address ကိုထည့်ပြီးပါတယ် default gateway နဲ့ထည့်ပြီးတတိယတစ်ခုပါလို့မယ် DNS server ကိုထည့်မယ်အဲ့ဒါဘယ်မှာထည့်ရမလို့ DNS configuration မှာထည့်ရ okay DNS configuration ကိုဝင်လိုက်ဝင်ချင်တဲ့ option ရွေးစရာမလိုသေးလားအပေါ်မှာနှစ်ခုလေး obtain ရဲ့ use the following DNS server obtain ကြောင့်ဘာလို့ဆိုတော့ကျွန်တော် DHCP ကို IP version ကို DHCP dynamic ထားခဲ့ရဆိုရင်အဲ့အပေါ် option က auto ဝင်ပြီးသား okay ရွေးလို့ရပါဒီအပေါ် option အခုကျကျွန်တော်ရွေးလို့မရဘူးကျွန်တော်က static IP ထားမယ်ဆိုတော့ဒီ DNS server ကို address ကိုကျွန်တော်က manual auto ရိုက်ကိုရိုက်ထည့်ပေးရနော်အဲ့တော့ကျွန်တော်ပေါ်ဆုံးကိုတစ်ခါတန်းရိုက်ယူမယ် 172.32.254 254ကျွန်တော် DNS server ဖြစ်လို့ကျွန်တော် alternate ခုထားမယ် sorry alternate ခုကျွန်တော်ရေးလိုက်မယ် 172.32.253 ဒါ alternate DNS server ပြီးတော့နောက်တစ်ခုက host name ချိန်ဖို့ဒီမှာကျွန်တော် host name ကိုတစ်ခါထည့်လို့ရတယ် ESH ဆိုကြလိုက်မယ်နော်ပြီးရင် enter ခေါက်လိုက် okay ပြီးသွားပြီတော့ကျွန်တော်ဒီလက်ရှိရောက်နေတဲ့နေရာကနေကျွန်တော်ပြန်ထွက်မယ်ဆိုရင် escape ကိုနေပါမယ်အဲ့ဆိုသူကထွက်မှာလားထွက်တဲ့ကိစ္စဆို yes or no cancel ရှိရယ် yes ဆိုကျွန်တော်တို့သတ်မှတ်ထားတဲ့ setting တွေကတော့ apply ဖြစ်သွားတယ်လို့ဆိုရင်ကျွန်တော် apply မဖြစ်ဘူး okay အဲ့တော့ကျွန်တော်ကလုံးမဲ့အတွက် yes ပဲ yes က y တစ်ချက်နေရပြီနော် y ကလေးလုံးချက်နေတာဟော yes ဖြစ်သွားတယ် okay သူကပေးနေသူက reset and block
host ဆိုပြီး set ချမှာပေါ့အဲ့ဒါသူ reset လုပ်နေရတွေ့ပြန်တက်လာပြီပေါ့နော်ဒါပြန်တက်လာရအဲ့ဒါကျွန်တော် ESN server ကြီးပြန်တက်လာပြီပေါ့နော်ပြန်တက်လာပြီဆိုတော့ကျွန်တော်နောက်ဆုံးတစ်ခုကျန်တာဘာကျန်သေးလဲဆိုတော့ကျွန်တော် share အဆက်ကိုတော့ enable လုပ်ရမယ်နော်အဲ့ဒါဆိုကျွန်တော်ခုနကတော့ setting တွေကို approve နေပြီပြန်လိုက်မယ် password တောင်းမယ်ကျွန်တော် password ရေးလိုက်မယ် okay ပြန်ရောက်သွားပြီအဲ့ဒီမှာကျွန်တော် troubleshooting ဆိုတဲ့ option ကိုတွားလိုက်မယ်နော်သူ့ကိုဝင်လိုက်မယ်ဝင်လိုက်ရင်အပေါ်ဆုံးမှာကျွန်တော်တို့ disable ဖြစ်နေတယ်ကျွန်တော်ညာဘက်ကိုကြည့်မယ်ဆိုရင် ESN share disable စာသားပေါ်တယ်နော်အဲ့ကောင်ကျွန်တော် enable လုပ်ရမယ်သူ့ပေါ်မှာ select မှတ်ပြီးကျွန်တော် enter တစ်ချက်ခေါက်လိုက်တော့ enable ဖြစ်တယ်တစ်ဖက်မှာတော့ disable ပေါ်ပါဒါပေမဲ့ဒီဘက်မှာသူညာဘက် view မှာလာပြတာတော့ enable ဖြစ်သွားတယ်ဆိုတော့ကြောင့်ပေါ့နောက်တစ်ခု enable asset ကိုလည်းကျွန်တော် enable လုပ်လိုက်အဲ့တော့ asset တွေ enable လုပ်တာ okay အဲ့ဒါဆိုကျွန်တော်နောက်ဆုံးတစ်ခုဖြစ်တဲ့ ESN share ကိုလည်းကျွန်တော်တို့ enable လုပ်ပြီးပါတယ် okay အဲ့တော့ကျွန်တော်ဒီကနေ skin နဲ့ထွက်လိုက်မယ် skin နဲ့ထပ်ထွက်မယ် okay အဲ့တော့ကျွန်တော်ခု IP သတ်မှတ်လိုက်ရနော်အဲ့ဒီ IP က FF ဖြစ်လားမဖြစ်လားကိုကျွန်တော်ပြင်ကနေပြီးတော့ command line ခေါ်ပြီးတော့ server ကိုလမ်းပြင်ကြည့်မယ် pin 172.32.12.252 နော် okay ပြင်တယ်အဲ့ဆို reply ပြင်ပြီဒါဆိုကျွန်တော်ပေးခဲ့ IP က FF ဖြစ်တယ်ဟုတ်မဟုတ်ကျွန်တော် browser ကိုခေါ်ပြီးတော့ဒီ server ကိုဝင်ကြည့်မယ်နော် 172.32.12.252 okay ကြာလာပြီကျွန်တော်တို့ရဲ့ welcome VMware ESN okay ကျေးဇူးပါခင်ဗျာ